ဘုန်းကြီးဟောဖို့စိတ်ကူးထားတာလို့သူတော်ကောင်းရဲ့အကြောင်းကိုဟောပေးမယ်ယောဝေကတင်ညုကတဝေတိတိရောကလျာဏမိတောတံလှပတ္တိဟောတိဒုက္ခတာတက္ကိစ္စကရောတိကိစ္စံတထဝိတံသဗ္ဗုရိတံဝတ္တန္တိယောတိရောငကိုမူလတခံရသဖြင့်ဘဝနောင်နှောင်းကောင်းတဲ့ကောင်းဖို့လမ်းကြောင်းတည်ထွင်အကျင့်ပညာရှင်သည်ဝေစင်စစ်ဧကံအမှန်စိတ်ထားရုပ်ဖြောင့်သောအပြင်ကတင်ညူသူတစ်ပါးတို့ပြုထားအပ်ဖူးမြတ်ကျေးဇူးကိုအထူးရှိသည်၍သိလေရှိသည်၎င်းကတဝေဒီသူများပြုအပ်ကျေးဇူးရကိုတတ်သည်၍မှတ်သည်၍ဆက်လေရှိသည်၎င်းဟုတ်တော်အဖြစ်၍ဒုက္ခတာမိမိကလျာဏမိတ်တော်မိကောင်းဖာကောင်းဆရာကောင်းနှင့်ဖို့ပေါင်းအထိမိကောင်းရှိသည်တန်လှပါတိထိုမိကောင်းလဲအသေးဆွေမြအမြဲမပြာစိကလေးရှိသည်ဟုတ်တော်အဖြစ်၍ဒုက္ခတာမိမိမျက်မှောက်ဒုက္ခရောက်သဖြင့်ပန့်ထောက်မဲ့မူဆင်းရဲသူ၏ကိစ္စံစသောနေရေစေဝပိလျက်လှုပ်ကြွသမှုကိစ္စစုကိုတက္ကိစ္စံကရောတိကိုချင်းသာနာတနာညာလျက်မြတ်စွာပုံသေးပြုစုတတ်ပေ၏တထဝိတံသောကလူကုံအင်းဆုံးလင်းစေဆုံးလင်းပေသည့်ပညာရှိအပေါင်းသူတော်ကောင်းကိုသဗ္ဗုရိတံမြင့်ထက်မြင့်သည့်အကျင့်လုံးကောင်းသူတော်ကောင်းဟု၍အဝတ္တန္တိဖျားသာသာပုဂ္ဂိုလ်များကလေးစားကြည်ပြုချီးမွမ်းတော်မူကြလေတည်း